ဟယ်လိုအားလုံးမင်္ဂလာပါရှင်လင်းမြင့်အိမ်ချမ်းမရမမော်ဟာဒီနေ့ရေငယ်အိဆာတရလက်မကြီးမေးတင်ပေါ်မှာရှိနေတဲ့အိမ်ကြီးအိမ်ကောင်တစ်လုံးနဲ့မိတ်ဆက်ပေးခြင်းတာမင်းသားကြီးနေတိုးခြံနဲ့ကက်ရက်မှာရှိနေတဲ့အိမ်ခြံကလေမျက်နှာစာက63ပေအနောက်ကပေ80ရှိတဲ့ခြံအကျယ်ပေါ်မှာအိမ်ရဲ့အကျယ်က29ပေပေ40အကျယ်ရှိတဲ့ဒီအိမ်အဲ့ဒီအိမ်ကြီးနဲ့မိတ်ဆက်ပေးခြင်းတာပါခေါ်စီက3900ပါရှင်ဒါအောက်ထက်ရဲ့ပထမဦးဆုံးသောမာစတာဘာရွန်ပါရှင်အိမ်မှာလဲလေတီးပင်စားပင်တွေစိုက်ပျိုးဖို့နေရာတွေပါတယ် landscape နေရာတွေပါတယ်အပင်တွေပါတယ်နောက်ပြီးတော့လေအဓိကဆိုလာမီးလဲပါတယ်ဆိုတော့တကယ်ကိုအရန်မိုက်တဲ့အိမ်ပါရှင်အိတ်ခမ်းတခန်းနေုံပဲမာစတာဘာရွန်တခန်းနေုံပဲ14ပေ15ပေအကျယ်ရှိတယ်12ပေ18ပေအကျယ်ရှိတဲ့မာစတာဘာရွန်နေရှိတဲ့အိမ်စုစုပေါင်းအိတ်ခမ်း9ခန်းပါတဲ့ဒီအိမ်ကိုမမွန်ကမိတ်ဆက်ပေးခြင်းတာပါဒါအောက်ထက်ရဲ့ဒုတိယမြောက်မာစတာဘာရွန်ပါရှင်ဒီအိမ်ထဲမှာလေအောက်ထပ်မှာနေမဲ့ကိုဧည့်သည်ဆောင်လာလို့ရအောင်လို့ဆိုပြီးတော့မာစတာဘာရွန်နှစ်ခန်းကိုတီးတန့်ထားပေးတယ်ဒါကတော့အပေါ်တက်ကိုတက်တဲ့နေရာပါဒီပထမတက်မှာနေမဲ့ကိုအရန်လာတဲ့မိုးကြိုးပြူးပြူးလှမ်းမြင်နေရမယ်ပေါ့နော်ဒါကားကိုတောင်ရဲ့ပုံမှာဆိုရင်ဆိုလာတွေတက်ဆင်ပေးထားတယ်အနောက်မှာဆိုလို့ရှိရင်လည်းတီးပင်စားပင်တွေစိုက်လို့ရတဲ့နေရာပါတယ် landscape တွေပါတယ်ထင်းရှူးပရိသတ်တွေပါတယ်ဒါအပေါ်ဓာတ်ကိုရောက်ပြီးပေါ်ဓာတ်မှာဆိုရင်လည်းလေမိန်ထိုးဝင်ဝမှာနေမယ်လုံခြုံရေးတန်ပန်းတန်တကားတွေပါတယ်ပြီးတော့အိမ်ရှင်ကိုယ်တိုင်အိမ်ရှင်ရဲ့စိတ်ကူးစိတ်တန်းနေနဲ့တေချာချက်မှတ်ပြီးတိဆောက်ပေးထားတဲ့အိမ်ကိုယ်တိုင်နေဖို့တိဆောက်ထားတဲ့အိမ်ဆိုတော့ quality ပစ္စည်းကောင်းတွေကိုပဲသုံးထားပေးတဲ့အိမ် big quality ကစတကယ်ကိုအရန်မိုက်တယ်ပေါ့နော်ဒါဆိုရင် living room ဒီပစ္စည်းတွေကစအကုန်ထားခဲ့ပြီးမှဆိုတော့တကယ်ကို share တန်တဲ့အိမ်ပါရှင်ဒါလေးကတော့ kitchen နဲ့ dining room ဖြစ်ပါတယ် kitchen နဲ့ dining room ဆိုလို့ရှိရင်လည်းကြဲကြဲလုံးလုံးရှိတယ်ဒီမှာအညော်ဆုပ်ဆက်တွေကစအကုန်ပါတယ်နောက်ပြီးတော့ပရင်းတကားတိုင်းမှာလုံခြုံရေးတန်ပန်းတန်တကားတွေပါတယ်ဒါကနောက်ဖေးပေါက်ပါနောက်ဖေးကနေပြီးတော့မှအပင်တွေစိုက်တဲ့နေရာကိုဆင်းသွားလို့ရမယ့်နေရာပါမယ်ပေါ့နော်အဲ့တော့ဒီဘက်လေကကွင်းအောက်လေးကိုရင်ပြပြပေးမယ်လေကကွင်းအောက်မှာဆိုလို့ရှိရင်လည်း solar mii system တွေကစတက်ဆင်ပေးထားတယ်နောက်ပြီးတော့လေကကွင်းအောက်မှာဆိုလို့ရှိရင်လည်းဒီ stabilizer ဘာညာထားလို့ရအောင်လို့ဆိုပြီးတော့မှဖက်နှက်စင်တွေဘာညာထားလို့ရအောင်လို့ဆိုပြီးတော့ spacing နေရာကျပါတယ်အောက်မှာတော့ဒီလေကကွင်းအောက်မှာတော့ common pattern WC ကိုတည်တံ့လေးထည့်ပေးထားပါတယ်ရှင် common pattern WC ဆိုလို့ရှိရင်လည်းကြဲကြဲလုံးလုံးရှိတယ်ဒီ living room ရဲ့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်အိမ်မရဲ့ဒီ main master bedroom ကိုရောက်ပါပြီရှင် main master bedroom ဆိုလို့ရှိရင်လည်းတော်တော်ကိုကျဲတယ်မျက်နှာကျက်ဒီဇိုင်းနေရာစအရန်မိုက်တယ်မျက်နှာကျက်ဆိုလို့ရှိရင်လည်း high မြင့်တယ်ပရင်းတကားတိုင်းမှာလုံခြုံရေးတန်ပန်းတန်တကားပါတယ်နောက်ပြီးတော့နေရောင်ကြီးရရှိမှုအားကောင်းလို့အလင်းရောင်ရရှိမှုအားကောင်းလို့ဆိုပြီးတော့မှပရင်းတွေအများကြီးနဲ့ဖွဲ့စည်းပေးထားတယ်ပြီးတော့ပရင်းတကားတိုင်းမှာလုံခြုံရေးတန်ပန်းတန်တကားပါတယ်လို့မျိုးပဲချင်းလုံးစကားတွေလည်းတက်ဆင်ပေးထားပါတယ်ရှင်နောက်ပြီးတော့အဲကွန်နေရာစအကုန်ပါပါတယ်ဒါဆိုရင်ကရင်ထားပြီးအောင်မှာ spacing နေရာကျွေကြီးပေါ့နော်ဒီဘက်ဆိုလို့ရှိရင်လည်းအပြင်ကိုပြန်ထွက်လို့ရမယ့်ဝရန်လာပါပါတယ်ရှင်မမဆိုရင်တော့ဒီဗရန်လာဒီဘက်ချမ်းလေးမှာလွတ်နေတဲ့ spacing နေရာကိုမမကတော့ dressing room နေနဲ့ထားမိမှာအမှန်ပဲပြီးတော့ဒီ master bedroom ရဲ့ pattern WC ဆိုလို့ရှိရင်လည်းပတ်တက်ကစအကုန်ပါတယ်ပေါ့နော်အခန်း area pattern WC area တော့ပဲကိုကျဲတယ်တော်တော်ကျဲတယ်ပေါ့နော်ပြီးတော့အခန်းတွေရဲ့ကြွေပြားတွေမှာဆိုရင်အဖြူရောင်လေးတွေသုံးပေးထားတယ်ဘိုးတိုင်း basin shower facility အပြည့်စုံပါတဲ့ပြင်ပတ်သက်တရားစထည့်သွင်းပေးထားပါတယ်ရှင်ဒီ master bedroom ကနေပြီးတော့ဒီဘက်ချန်တက်မယ်ဆိုရင်တော့မမတို့ပေါ်တက်ကိုဆက်တက်တဲ့လေကက်ကွင်းနေရာရောက်ပါမယ်ရှင်ပေါ်တက်ကိုဆက်တက်တဲ့နေရာလေကက်ကွင်းမှာဆိုလို့ရှိရင်လည်းအလင်းရောင်အာရရှိမှုကောင်းလို့မှန်နေသုံးပေးထားတယ်ဒါဆိုမမပေါ်တက်ရောက်လာပြီပေါ့နော်အပေါ်တက်ဆိုလို့ရှိရင်လည်းလေ shrine room ဆိုလည်းကျေပဲမမတို့ဗုဒ္ဓဘာသာအနေနဲ့အလှလုံးမယ်ဧည့်သည်ဆောင်လာတွေလာမယ်တရားနာပရိသတ်တွေလာမယ်ဘုံဘုံတွေကိုတရားနာပင်ခဲ့တဲ့ခါကျရင်လည်းဘုရားခင် area ကြဲကြဲလုံးလုံးဆိုတော့အရန်ကိုမိုက်ပါတယ်ရှင်နောက်ပြီးတော့မမတို့ညဘက်အေးစစ်စစ်ဖျားရှိကိုတရားထိုင်ဆိုလို့ရှိရင်လည်းတကယ်ကိုအရန်မိုက်တယ်ဖျားခန်းကလည်းကြည်ကြီးပဲပြီးတော့ဒီအိမ်မှာလေအရန်မိုက်တာ view ကတကယ်ကိုအရန်လှတဲ့နေရာပါရှင်ဟိုးဘက်ချမ်းကတော့မင်းသားကြီးနေတို့ချမ်းပါအဲ့တော့ဒီဘက်ချမ်းဆက်ထွက်လာမယ်ဆိုလို့ရှိရင်တော့အပေါ်တက်ရဲ့နောက်ဆုံးမာစတာဘတ်ရုံကိုရောက်ပါမယ်ရှင်လေကမ်းမြောက်မာစတာဘတ်ရုံကိုရောက်ပါမယ်လေကမ်းမြောက်မာစတာဘတ်ရုံဆိုလို့ရှိရင်လည်းအခန်း area ကျဲတယ်မာစတာဘတ်ရုံတိုင်းမှာဆိုလို့ရှိရင်လည်းဘိုးတိုင်း basin shower facility ပါတဲ့ပါတိုက်တဲ့ facility အစုံပါတယ်လို့မျိုးနောက်ပြီးတော့ရေဘူးရေ system တွေကစအကုန်ထည့်သွင်းပေးထားပါတယ်ဒီဘက်ချမ်းလေးကတော့ပန့်ဟောက်လို့ဒီဇိုင်းလေးပေါ့နော်အဲ့ပန့်ဟောက်လို့ဒီဇိုင်းလေးမှာ single bedroom လေးထားပေးတယ်အဲ့တော့မမဆိုလို့ရှိရင်တော့ကွန်ပျူတာစပွဲတွေပါညာထားမိမှာအမှန်ပဲအဲ့ကနေဒီဘက်ချမ်းဆက်ထွက်လာမယ်ဆိုရင်တော့အရန်လာတဲ့ view ရန်လာတဲ့ဝရဏာကြီးကိုရောက်မှာဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်အေးစစ်စစ်ညနေဆောင်ထိုင်မယ် coffee ထိုင်တောက်မယ်ပေါ့နော်မိုးဟိုးမှာမိုးကြိုး view
ဒီပြည်ဦးလင်မျိုးတခွင်ဗျူကိုလေရှယ်မြင်နေရတဲ့နေရာလို့ပြောလို့ရတယ်ပေါ့နော်အပေါ်တက်မှာဆိုလို့ရှိရင်လဲဆိုလာရေးဘူးရေးအေး system နေရာစထည့်သွင်းပေးထားပါတယ်အိမ်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံအားစားပေါ့နော်အိမ်ရှင်ကတေချာစနစ်တကျအသေးစိတ်ကျွမ်းကျင်တဲ့အာခီသမားတွေဆွချသမားတွေကျွမ်းကျင်အင်ဂျင်နီယာတွေနဲ့တိစောက်ထားတဲ့အိမ်မျိုးစားဖြစ်ပါတယ်ရှင်ရှေ့မှာမြင်နေရတာကအိစာဒရာလမ်းမကြီးပေါ့နော်သူကလေပတ်လန်းပွင့်ဖြစ်တဲ့ခါကျတော့လမ်းနေထားရလဲကောင်းတယ်အလှည့်နေထားရလဲကောင်းတယ်သွားအေးလာရေးလဲလွယ်ကူပါတယ်ရှင်အဲ့တော့ဒီအင်္ဂလိပ်ကိုစိတ်ဝင်စားရင်ဒီအင်္ဂလိပ်ကိုကြည့်ချင်ခဲ့တယ်ဆိုလို့ရှိရင်ရက်ွက်ကြီး17ရေငယ်ဆိုတော့ရက်ွက်ကြီးမျိုးစားပေါ့နော်မမွန်တို့ရဲ့အလင်းမြေဖုန်းနံပါတ်39 4060 999 ကိုဆက်သွယ်စုံစမ်းနိုင်လို့အလင်းမြေ page မှာလည်းစုံစမ်းနိုင်ပါတယ်မမွန်ရဲ့အကောင့်မှာလည်းစုံစမ်းနိုင်ပါတယ်ရှင်ကြည့်ရှုပေးကြတဲ့ဦးတယောက်ချင်းစီအောင်ကျေးဇူးတူတင်ရှိပါတယ်ရှင်